ညာတိုင်းဒါကိုသာလုပ်ပေးမယ်ဆိုရင်အသက်80ဆိုပေမဲ့16နှစ်သမီးလေးလိုနှုတ်ပြိုဝင်းပါသွားစေရမယ်ဒါကတော့တင့်အတွက်အကောင်းဆုံးအိမ်တွင်းဖြစ်နေလန်းလေးပါပဲဒီနေ့မှာတော့အသားရေပေါ်ကအမေးဆက်တွေပြုံးကြောင်ဖြစ်တဲ့အရေးအကြောင်းတွေနဲ့နဖူးပေါ်ကအတွန့်ခောက်တွေကိုတကယ်ပျောက်ကင်းစေမဲ့တဘာဝနေလန်းကိုထုတ်ဖော်ပေးသွားမှာပါဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါဦးနော်တင့်အသားရေကိုကြည်လင်လာစေပြီးအရေးအကြောင်းတွေနဲ့မလိုအပ်တဲ့မျက်နှာမူရာကြောင့်ဖြစ်တဲ့အတွန့်ခောက်တွေကိုဖယ်ရှားပေးမဲ့အံဖွယ်နေလန်းကိုတင်ပေးသွားမှာမို့ပါကျွန်တော်ကအဆင့်ဆင့်ကိုအသေးစိတ်ပြပေးသွားမှာပါရိုးရိုးသားသားပြောရရင်တင်ဟာကြက်ဥတလုံးတောင်မကြော်တတ်တဲ့သူဆိုရင်တောင်တင့်အိမ်မှာရှိတဲ့ရိုးရှင်းတဲ့ပါဝင်ပစ္စည်း၃မျိုးတည်းနဲ့ဒီနေလန်းကိုကျန်းကျင်သွားပါလိမ့်မယ်ဒီနေလန်းကတင့်သားရေကိုတင်းရင်ချုံးမွေးလာစေပြီးအရေးအကြောင်းသေးသေးလေးကအစအမဲဆက်တွေအစုံလုံးဝကင်းစင်သွားစေမှာပါဒီအလှအပနေလန်းကအရေးအကြောင်းတွေတင်မကပဲမျက်လုံးပေးကဖယ်ရှားရခက်တဲ့ကြီးချေရာတွေကိုပါပျောက်ကွယ်သွားအောင်လုပ်ပေးနိုင်ပါတယ်ဟုတ်ပါတယ်အဲ့ဒီကြီးချေရာတွေဟာတင့်မျက်နှာပေါ်ကနေတကယ်ပဲပျောက်ကွယ်သွားပါလိမ့်မယ်လုံနေသေးစိတ်ကိုကွန်မန့်ထဲမှာရေးပေးထားပါတယ်ဘာကိုစောင့်နေဦးမှာလဲအခုပဲသွားကြည့်ပြီးကိုယ်တိုင်လုပ်ကြည့်လိုက်ပါတော့နောက်ထပ်အလှပဆိုင်ရာရှိုးဝက်ချက်တွေအတွက်ဒီဗီဒီယိုလေးကိုစစ်ထားပြီး follow လုပ်ထားဖို့မမေ့နဲ့ဦးနော်